ဘဝဆိုတာဘယ်ဘဝမှာမတည်မြဲဘူးအတူအရှိလောက်ပဲกว่าဘုန်းကြီးတို့တွေရဲ့မျက်စိအောက်မှာကြည့်ပေါ့ခွေးကလေးတွေကြောင်လေးတွေလူတွေလောက်အသက်မရှိကြတူတောင်းတဲ့ဘဝလေးမှာသူတို့လည်းပဲတည်ဆုံးသွားကြသူတို့နဲ့စာလို့ရှိရင်လူဘဝကတက်တန်းရှည်တယ်အနှစ်50 60 80 80 90နေကြရတော့အကြာကြီးလို့ထင်ကြသို့တော့စတုမာရိတာဝရိန္ဒာစတဲ့နတ်ပြည်ကနတ်တွေကကြည့်လိုက်မယ်ဆိုရင်လူတွေရဲ့အသက်ဟာ10မိနစ်လောက်ပဲရှိတာဟိုအထက်နတ်ပြည်တွေကကြည့်မယ်ဆိုရင်လူတွေရဲ့အသက်ဟာမိနစ်ပိုင်းလောက်ပဲရှိတာလို့ဆိုလူတွေဟာသိအသက်တူတာပဲလို့ဒီလိုမြင်အစင်းစင်မြင်သွားတာအဲ့ဒီနတ်တွေတဲ့တတန်းရှိတဲ့မြမာတွေကြည့်ပြန်တော့တတ္တလောကကြီးတစ်ခုလုံးဟာအခုပဲမွေးလာအခုပဲတည်သွားကြပြန်ပြီအခုပဲပျောက်သွားပြန်ပြီနော်ချင်းကလေးတွေကိုမျက်စိအောင်မှဖြစ်လာပြီးခဏလေးနေပျောက်သွားကြအဲ့ဒါလို့တတန်းရှိတဲ့တရားတွေကနေကြည့်လိုက်တဲ့အခါတတန်းတူတဲ့တရားတွေအလုံးကိုလင်းမြန်စွာသိဆုံးပြီးတော့နေကြအလုံးကြောက်ကြလိုက်မယ်မာလာပါရီနတ်သားရဲ့ဝတ္ထုထဲမှာမာလာပါရီနတ်သမီးတယောက်ဟာသူတို့နတ်သားကိုပန်းဆင်ပေးဖို့ရကနတ်သမီး900ကတစ်ပင်အောက်ကနေပြီးတော့အပေါ်ကခြွေချလာတဲ့ပန်းတွေကိုပန်းကုန်းညတစ်ပင်မော်တက်ပြီးတော့နတ်သမီးတွေကပန်းဆွတ်ကြပန်းခူးကြတကယ်ကတော့ဒါအပျော်လောက်တာနတ်ဆိုတာကုသိုလ်ကံရဲ့အကျိုးကိုခံစားရတဲ့ဘုံဘဝမျိုးမှနေတဲ့တရားဖြစ်သည့်အတွက်စိတ်ညွတ်လိုက်တာနဲ့သူတို့လက်ထဲပန်းနေရောက်လာနိုင်တယ်သို့တော့လူစိတ်နတ်စိတ်ဆိုတာတရားတွေရဲ့စိတ်ဆိုတာကိုယ်တိုင်လုံးရမှခြေလက်တာဖြစ်လို့တချို့လည်းရှိတယ်လေသမင်းကျဲဟင်းကျဲအိမ်မှာလုပ်တဲ့လူရှိတယ်ကိုယ်တိုင်ဝင်ချက်ပြီးစားရမှခြေလက်တဲ့လူမျိုးရှိသေးတာအဲ့ဒါလိုပဲနတ်သမီးတွေဟာတစ်ပင်မော်တက်ပြီးတော့သူကိုယ်တိုင်ပန်းခူးခြင်းအောက်ကနေပြီးသူတို့စိတ်စွမ်းအားနဲ့ပန်းကိုခူးလိုက်ရင်လည်းရတယ်ဒါပေမဲ့လို့ကိုယ်တိုင်တက်ပြီးတော့ခူးခြင်းခူးလို့အပေါ်မှာတက်ပြီးပန်းခူးနေတဲ့အချိန်နတ်သမီးတယောက်ဟာကုသကံကုံတန်တဲ့တပြိုင်နဲ့မိတော့ကလေးငြိမ်းသွားသလိုသူဟာပျောက်သွားတယ်ရုပ်တရက်ပျောက်ွယ်သွားတယ်သူပြေရောက်လာတယ်ရောက်ချင်းသူကဇာတိတ္တရလို့ဆိုတဲ့ဘဝကိုအမှတ်ရတဲ့အသိဉာဏ်မျိုးဖြစ်လာတဲ့အခါသူလာခဲ့တဲ့ဘဝကိုပြန်ကြည့်တော့သူ့အပေါင်းအဖော်တွေကအားလုံးဟာနတ်သမီးတွေသူနဲ့ပန်းခုပေါ်ပန်းခုဘက်တွေပန်းခုနေတော့မယ်ရှိတယ်ဆိုတာသူမြင်တယ်မြင်သည့်အတွက်ကြောင့်အဲ့ဒီနတ်ပြည်ကိုပြန်သွားခြင်းနဲ့သို့တော့ဘဝချားလို့ပြန်သွားလို့မရဘူးရနိုင်တဲ့နိလန်းကိုသူကြိုးစားတယ်ကုသိုလ်ကောင်းမှုတွေလုပ်တယ်လုပ်တိုင်းအဲ့ဒီနတ်ပြည်မှာပြန်ပြီးဒီအတိုင်းဝိုင်းနေဖြစ်ဖို့ဆုတောင်းတယ်ဒီလိုနဲ့လူဘဝမှာသူအောင်ကြပြီးတော့သာသမီတွေထွန်းကားလို့အိုမင်းဤတိုင်အောင်လူပြည်မှာတော့သူကနေသွားရသူ့ကိုအလုံးကယဟန်တော်တွေကသိနေကြဘယ်တော့ဖြစ်သူ့ရဲ့နတ်သားစီပြန်ဖြစ်ဖို့ဆုတောင်းတာကိုကြည့်ပြီးသူ့ကိုပฏิပူဇိကာလို့မိမိရဲ့အမျိုးသားနတ်သားကိုပူဇော်နေတဲ့အမျိုးသမီးတယောက်ရဲ့လို့နာမည်ပေးထားကြတယ်ပေါ့အဲ့တော့လူပြည်မှာအိမ်တော်ရဲ့သားကြတော့အသက်အရွယ်ကြီးလို့အိုမင်းပြီးတော့သေသွားတယ်သူ့ရဲ့ဆန္ဒအတိုင်းပဲသူလုပ်တဲ့ကုသိုလ်ကောင်းမှုရဲ့စွမ်းအားကြောင့်သူကနတ်ပြည်ပြုတ်ခနဲ့လူပြည်ကသေသွားတဲ့အခါမှာနတ်ပြည်ပြန်ရောက်သွားတယ်ဟိုမှာကပန်းခူးကြတော့ပန်းကုန်းကြတော့ပဲရှိသေးတယ်ဒီမှာကသူကသားတွေသမီးတွေနဲ့အသက်အရွယ်ကြီးအဖွားအိုကြီးဖြစ်လို့သေသွားတယ်ဟိုမှာပန်းကုန်းလို့မပြီးသေးဘူးလေဟိုရောက်တဲ့အခါကျတော့အမတ်မထင်ပျောက်သွားပြီးတော့ခုပေါ်လာတာကိုမြင်တဲ့အခါဘယ်သွားတာတော့လို့ဝိုင်းမေးကြတော့သူကသေသွားတဲ့အကြောင်းလူပြည်ရောက်ပြီးတော့အခုဆုတောင်းပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်လို့ဒီပြန်ရောက်လာတဲ့အကြောင်း
အဲ့ဒီအကြောင်းပြောတဲ့အခါမှာအားလုံးကနတ်တွေဟာတန်တော်ဖြစ်တယ်လူတွေရဲ့အသက်ဟာဘယ်လောက်ထိအောင်တိုးသလားလို့အဲ့လောက်တိုးတဲ့အသက်ရှိတဲ့လူတွေဟာပျော်နိုင်ကြရလားလို့မေးတော့ပျော်တာပေါ့မသေးရမှာလို့မအိုရမှာလို့လူတွေဟာနော်12ရာသီပွဲသဘင်တွေကျင်းပပြီးတော့မအိုတော့မဲ့ဘုံမသေးမဲ့ဘုံလူတွေဟာပြောနေကြတာဟုတ်တာပေါ့လူတွေရင်ပြောတာမဟုတ်ဘူးအနည်း10နှစ်လောက်ဆိုရင်သိရမဲ့ခွေးကလေးတွေကြောင်လေးတွေလည်းပြောနေကြတာပဲလေငှက်ကလေးတွေလည်းပြောနေကြတာအဲ့ဒါတွေဘာဟုတ်လဲလူတွေကြိုက်တဲ့ခြင်းလေးတွေဟာယတ္တတတပတ်လောက်တည်းအသက်ရှင်ရမှာသူတို့လည်းပြောနေကြတာပဲဘဝဆိုတာအင်တာမတ်တိုတောင်းတဲ့ဘဝဒီလိုပြောနေနိုင်တာဟာဘာကြောင့်ပြောနိုင်တာတော့ဆိုဘဝပေါ်မှာတွေ့တာတဲ့တဏှာကြောင့်ပြောနေကြတာအဲ့တော့ဒီတဏှာကဘာဖြစ်လို့ဖြစ်နေတာတော့ဆိုအမှန်မသိလို့အမှန်သိအောင်ဘယ်လိုလုပ်ရမလဲစဉ်းစားဖို့ဒါကိုဆိုလိုတာเนาะဘုရားလောင်းနေကြတော့စဉ်းစားလိုက်တယ်အေးဘဝဆိုတာသိဒုက္ခပေးတဲ့အရာကြီးပါလားကောင်းကွက်ကလေးတွေမကြည့်နဲ့တို့ဟာတဖြည်းဖြည်းကြီးကြီးလာတယ်အိုးအိုလာတယ်ရုပ်တွေလည်းတဖြည်းဖြည်းနော်လူပြိုရာကနေပြီးတော့ရင့်လာတယ်ရင့်လာပြီးတော့အိုမင်းလာတယ်အိုမင်းလာပြီးတဲ့အခါမှာသိဆုံးသွားကြတာပြန်တယ်လူတွေဟာဒီအခြေအနေတွေကိုကြော်ဖြတ်ပြီးတော့ဘယ်သူမှမသွားနိုင်ဘူးဒီလမ်းကြောင်းကြီးအတိုင်းသွားနေတာပါလားလို့အဲ့ဒါလို့တတိထားဆင်ញင်သုံးသပ်ကြည့်လို့ရှိရင်ဘဝရဲ့အပြည့်အနာစာတွေကိုတွေ့လာဒီထဲမှာနော်အသက်တရားမနေရအမှုတရားတွေ့ရတယ်ဆိုတာလို့စိတ်ဆင်းရဲစရာတွေခဏခဏတွေ့ရတယ်တောကဖြစ်စရာတွေတွေ့ရတယ်ကိုယ်ဆင်းရဲမှုတွေတွေ့ရတယ်စိတ်ပင်ပန်းမှုတွေတွေ့ရတယ်အမြဲတမ်းပျော်ရွှင်ပြီးတော့နေရတယ်လို့မရှိဘူးအဲ့ဒီမရှိတဲ့ဘဝလေးကိုပဲကျင့်တတ်နေခြင်းမှာမစင်စားမိလို့သာဖြစ်တယ်ဒါကြောင့်မို့ဝိပဿနာဆိုတာစဉ်းစားခိုင်းတာပါစဉ်းစားကြည့်ဖို့အခြေခံကနေစပြီးစဉ်းစားကြည့်မှတမ္မာသင်္ကပ္ပလို့ဆိုတဲ့မှန်မှန်ကန်ကန်စဉ်းစားနိုင်မှတမ္မာဒိဋ္ဌိဆိုတဲ့ဝိပဿနာဟာဖြစ်လာမှာဖြစ်တယ်ပေါ့မစဉ်းစားပဲနေရင်အခြေခံထိခတ်စပြီးတော့ဖြစ်ဖို့ရမရှိပါဘူးဒါကြောင့်မို့လို့ဝိပဿနာကျင့်စဉ်ကိုကျင့်ပြီဆိုရင်အမှန်ကန်မြင်ဖို့အတွက်အခြေခံကအမှန်စဉ်းစားဖို့လိုအပ်တယ်ဘယ်ကနေစစဉ်းစားတော့ဆိုတာဝိသုဒ္ဓိမက်မှာဆိုရင်တေးသေးချာချာပွင့်ပွင့်လင်းလင်းပြောထားတယ်လွန်ခဲ့တဲ့10နှစ်နဲ့ငါဒီအခု10နှစ်မတူတော့ဘူးငါရုပ်တွေဟာပြောင်းလာပြီးခြေနေတွေမတူတော့ဘူးငါငယ်ငယ်တုန်းကပုံတရံတွေမရှိတော့ဘူးဓာတ်ပုံရိုက်ထားလို့ကြည့်ပြီးတော့ရှင်ချိတ်ကြည့်ပေါ့10နှစ်သားအရွယ်တုန်းကပုံနဲ့နော်အနည်း20 30 40အရွယ်50 60ဆိုလို့ရှိရင်ပြောင်းလဲမှုကြီးကကြီးမားတယ်ပေါ့မမှတ်မိနိုင်တော့အောင်ကြီးပွားတော့